ခုကတော့ကြက်ဥရဲ့အာလူရဲ့ရုံးမနီတီရဲ့ဟင်းချက်မှာဖြစ်ပါတယ်အရင်ဦးဆုံးစီပူအောင်တဲပါမယ်စီပူလာလို့ရှိရင်စနစ်မုတ်ထည့်မယ်ဒီကကြလှိထားတဲ့ကြက်သွန်ကြီးထည့်ပါမယ်ကြက်သွန်လေးနည်းနည်းနွမ်းအောင်ကြွပြီးကကြလှိထားတဲ့ကြက်သွန်ပြထည့်ပါမယ်ကြက်သွန်ကြီးကြက်သွန်ဖြူကိုတမအောင်ကြွပြီးတဲ့အခါမှာရောင်တင်မှုထည့်ပါမယ်ရောင်တင်မှုရဲ့ကြက်သွန်ကြီးကြက်သွန်ဖြူစီတက်လိုက်တယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်အရသာမှုထည့်ပါမယ်ဟင်းချုံမှုလဲလားဒီကကြငါးငပြားကြီးပေါ့နော်နည်းနည်းထည့်လိုက်ပါမယ်ထည့်ပြီးတော့ငပြားကြီးစီတက်ပါမယ်ဒီတက်ပြီးတဲ့အခါမှာမဆလာထည့်ပါမယ်ဒီကကြအာလူလေးတွေထည့်လိုက်ပါမယ်အာလူထည့်ပြီးလုံးပြီးတဲ့အခါမှာအာလူနုသွားအောင်လို့ရင်လေးထည့်ပြီးတော့အုပ်ပြီးတော့တည်ထားပါမယ်အပြင်ဒီမှာရေတွေဘွန်းဘွန်းနဲ့ဆူလာပြီပေါ့နော်ဆူလာတဲ့အခါမှာမကြီးမဲ့ရေတွေကိုထည့်လိုက်ပါမယ်တခါရေပြဲဆိုအောင်ရမ်းတင်မှာမို့လို့ဖုံးပြန်ဦးထားလိုက်ပါမယ်ခုဆိုလို့ရှိရင်ရေဘွန်းဘွန်းဆူလာတဲ့အခါမှာကြက်ဥပြုတ်ပြီးသားထည့်လိုက်ပါမယ်ကျုပ်ထည့်ပြီးတဲ့အခါမှာရုံးလီပြီးထည့်ပါမယ်ခုကတော့ကြက်ဥရဲ့ရုံးပတိလီရဲ့အာလူရဲ့ချင်းဟင်းလေးရပါမယ်ခုဆိုရင်တော့သမင်းမြေစီပြီးတော့ဈေးလက်တက်တာမဲ့ကြက်ဥအာလူရုံးပတိလီဟင်းလေးရပါပြီ